လင်မယားနှစ်ယောက်ဟာအပြင်ပန်းမှာတော့အရန်ချစ်ကြတဲ့ဆုံတွဲလိုပေါ်လွင်နေပေမဲ့တကယ်တော့အိယာတခန်းထဲမှာတောင်ခွဲအိပ်နေကြတာပါခင်ပွန်းကစီးကြော်လာမယ်ဆိုရင်မိမကတခါတည်းလက်နဲ့ကန်ပြီးအိယာကနေလွတ်ပစ်လိုက်တတ်ပါတယ်ဒီလိုစီစဉ်ချထားတဲ့လက်ထက်ရေးဟာသူမအတွက်အလွန်မင်းအရှိရစရာဖြစ်နေခဲ့ပါတယ်ဒီနေ့မှာတော့ခင်ပွန်းနဲ့သူ့ရဲ့ရေးစားဟောင်းတို့အတူတူရိုက်ကူးထားတဲ့ဂေါစစ်တပ်ပုံတစ်ပုံကိုမတော်တဆမြင်တွေ့လိုက်ပါတယ်သူမကချက်ချင်းပဲအဲ့ဒီပုံကိုမီဒီယာကြီးတွေထံပို့လိုက်ပြီးသတင်းပေါက်ကြားစေခဲ့ပါတယ်ဒါကြောင့်ခင်ပွန်းရဲ့နာမည်ကုန်သတင်းလုံးဝပျက်စီးသွားခဲ့ပါတယ်သူမထင်တာကစကန်နယ်ဖြစ်သွားရင်အိမ်အောင်ခွဲခွာနိုင်မယ်လို့ပါဒါပေမဲ့ရောက်ခမကထင်ထားတာနဲ့မတူခဲ့ပါဘူးသူမကိုတတိလေးဓာတ်ယူခိုင်းပြီးသူမလို့ရင်တန်ဖိုးပေးရမယ်ကိုစိတ်ထဲရှိတယ်လို့ထိုးလိုက်လို့ပြောခဲ့ပါတယ်ခင်မွန်းကလည်းမကြောက်မရွံ့နဲ့သူမစိတ်ကိုဖြည့်ချင်တယ်လို့လုပ်ခွင့်ပေးခဲ့ပါတယ်ဒီအချိန်တွေကသူမကိုပိုပြီးအံ့အားသင့်စေခဲ့ပါတယ်နောက်ဆုံးမှာတော့သူမမှာခြေလင်းတူးထောက်ပြီးတောင်းပန်ဖို့ပဲကြံခဲ့ပါတယ်ရောက်ခမကမိသားစုစတော့ရှယ်ယာတွေကျဆင်းသွားတာကိုမအပြစ်တင်ခဲ့ပေမဲ့ဒီမိသားစုမှာကွာရှင်းဆိုတာမရှိဘူးမိုးဆိုးမနဲ့မိုးဆိုးဖတာရှိတယ်လို့တတိပေးခဲ့ပါတယ်ဒါကြောင့်သူမလည်းကွာရှင်းဖို့စိတ်ကူးကိုဆွန့်လွတ်လိုက်ရပါတယ်သူမရဲ့ဖခင်ကလည်းသမီးကခင်မွန်းကိုမထိန်နိုင်ဘူးလို့သိလိုက်တာနဲ့လက်ကင်တုံးနဲ့ရိုက်နှက်ခဲ့ပါတယ်သူမဘလောက်ပဲစိတ်ဒုက္ခခံစားနေရပါစေမိသားစုနှစ်ဖက်အများရှိမှချိတ်ဆက်နေရမယ်ဆိုတာပဲအရေးကြီးပါတယ်ဒါကြောင့်နောက်နေ့ charity ပွဲမှာခင်ပွန်းနဲ့အတူပျော်ရွှင်တဲ့ဆုံတွဲလိုတရုပ်ဆောင်ရမယ်လို့ဖိအားပေးခဲ့ပါတယ်။သူမရဲ့မိခင်ဘဝကလည်းဖခင်ပေါ်မူတည်နေတာကြောင့်သူမမနာလိုက်နိုင်ခဲ့ပါဘူး။ပွဲနေ့မှာတော့မမျှော်လင့်ထားတဲ့ဧည့်သည်တယောက်ပေါ်လာခဲ့ပါတယ်ခင်ပွန်းရဲ့ရီးစားဟောင်းပါ။လူတိုင်းကသူမကပြဿနာဖန်တီးမယ်လို့ထင်ခဲ့ပေမဲ့သူမကရေအိမ်ခွက်တစ်ခွက်ကင်ပြီးအေးအေးဆေးဆေးရှောက်လာခဲ့ပါတယ်။မတိုက်ခိုက်ခဲ့ဘူးရေမပတ်ခဲ့ဘူး။အတိတ်ကိုခွင့်လွှတ်လိုက်တယ်လို့ပြောနေရင်ဆက်ဆံခဲ့ပါတယ်။လူတိုင်းကခင်ပွန်းကိုစိတ်ကြဲလက်ကြဲဇနီးရထားတာကောင်းတယ်လို့ချီးကျူးခဲ့ကြပါတယ်။